ပြောပဲဆက်ပြောပဲငါ့ကိုပြဿနာရှာတာကြက်ပြောတဲ့နေငါတစ်ဖက်သက်ဆိုင်သူဘာလို့လဲတောင်းပြောတဲ့နေပြောဟုတ်ပြီစင်းစင်းရေပြောရမယ်နော်အားနော်ပြောဟုတ်ပြောတကယ်ကြီးနာပါအောင်သိလားငါလေ နေသားလေးနဲ့ငါသားလေးနဲ့တရက်လောက်ဟိုဗကေးလိုက်ဖို့မယ်လေငါ အဲ့ဆိုလို့ငါနည်းနည်းကြိုက်နေသိလားတကယ်ကြီးသူ့အိမ်ကထွက်လို့မရဘူးပြောတယ်နင်းသွားခေါ်ပေးသမ်းပါလောက်ပါ ဟောကြိုက်လို့သွားခေါ်ရတယ်ဟုတ်ပြီ तू ကြိုက်တဲ့ဆိုသွားခေါ်ရတယ် သွားပြီးခေါ်ထုတ်ပေးရတာယောက်ျားကြီးလို့ပဲကိုလာခေါ်တာ နောက်တစ်ယောက်ကကြာတော့နောက်တစ်ယောက်က ကျွန်တော်တော်ပြီ तू ကကိုလေခေါင်းလောက်ထားတာခေါင်းလောက်ထားတဲ့ခါကျအဲ့တယောက်ကအဲ့လိုပဲလေးနဲ့ထွက်လာတဲ့အချိန်မှာကျမရီတာသူ့လှောင်มาဆိုပြီးအဲ့မင်းသမီးကတလုံးမေးပြနောက်တစ်ယောက်အဲ့ဒါအမကိုပါလေသူ့ကိုမရလို့ပိုင်လုံးကြီးနားမှာဖန့်ကိုတယ်နော်မ ပိုင်လို့ကြီးတော်တော်ချိုက်သွားလား ချိုက်ပါနေဖက်ပါများလို့ပိုင်လို့ချိုက်ပါ တယောက်သိရတကယ် ဒါဆိုမကြောဘာဖြစ်ကျွန်တော်ကြားထားတဲ့ဓမ္မသက်ရွာတကယ်ပေါ့ ကိုလေဒါတော့ဒီလိုပဲချုပ်ရတာဗောပြိသက်တွေကိုကိုကတချင်းဆိုတာလည်းမကောင်းလေအတန်းလည်းမကောင်းလေဒီလိုပဲဗောအချစ်တွေမြတ်တာတွေနဲ့ချုပ်ရတာဗော ကောင်းပါကောင်းပါ ခက်ခက်အခုကြည့်နေတဲ့လူတွေတော့နေအဲ့ဒါကိုတရားနားမလို့ဖြစ်နေမယ်အဲ့ဆိုနေကအဲ့ဓမ္မသက်ရွာသားတွေကိုချစ်လို့ဥစ္စာတွေတော့နေဆိုပြ တကြောင် အဲ့တော့စကေးတိုင်းသိမ့်မရတော့ တို့ရကျွန်တော်မင်းနဲ့ကြောင်းပေးရလေဗောမင်းကလေ လို့ပါအမမကြောက်ဟာမင်းလေးကိုချစ်လို့ယူဓမ္မသက်ရွာသားတွေကိုချစ်လို့ ဒါမှအဲ့တက်ရွာသားမောင်ရဖို့ချစ်တော့ ဟိုဘာပြောလေတို့က the tree band နဲ့ဆိုခဲ့ တက်ပြီးပါလေဆိုရတာ ကဲအမတ်တရားတော့အများကြီးပဲပြောမြေးအောင်ကြလို့ မင်းသမီးကအဲ့နှစ်ယောက်ထဲလားကောင်မလေးအဲ့နှစ်ယောက်ထဲနောက်ထပ်ရှုံးမှာပဲဇလန်းနေဖုံးလေမရှုံးမှာပေါ့ ဩဒင်းတော့ဒါစောင့်နေ ဇလန်းကြီးအများကြီးပဲ ပြောလို့မကောင်းလို့ ဒီညပြီးမှမဟုတ်ဘူး တငယ်ချင်းအချင်းချင်းကိုတော့စက်ကြောင်နေသေးတာကို့မဟုတ်ဘူးနော်ကို့မဟုတ်ဘူး တကယ်ညညဘသူတော့ပြောပါဦး အဲ့ဒါလေတငယ်ချင်းငါကျဟဲ့မိတ်ပြတ်မယ်တော်ပါတော့တောင်းမှတ်ပါတယ်တော်ပါတော့လို့ပြောထား အဲ့ဒါတော့လေ မတော်ပါဘူး ပြီးတော့ရလည်းမရဘူး ကဲတကယ်ညလည်းမရှောင်ကျွန်တော်နေကမတကယ်ညရှောင်သေးတယ်နော် ရှောင်းတယ်ကျွန်တော်ရှောင်း တကယ်ညတော့ तू မလုပ်ဘူး မဟုတ်ဒီကောင်ကမရမန်းသိရင်ရှောင်းတယ်ဒီမှာမခံဘူးကျွန်တော်ကကျတော့မရမန်းမသိလဲမရလိုက်လေတို့တို့လည်းမရဘူး ကျွန်တော်ဓမ္မသက်ရွာသား ရမ်းစိတ်နာ တော့မကြွခင်ညာ ရမ်းပြောချင်